Assalamualaikum warahmatullahi wabarakatuh.မြန်မာနိုင်ငံအားလုံးအေးချမ်းသာပါစေ။ကျန်းမာချမ်းသာပါစေ။ဒီနေ့ထဲမှာလက်ရှိထိကြံ့ကြံ့ခံနေတဲ့မြောက်ဥက္ကလာကမိဘပြည်သူတွေစမ်းချောင်းကမိဘပြည်သူတွေဗိတ်မြို့ကမိဘပြည်သူတွေမြန်မာတနိုင်ငံလုံးမှာရှိတဲ့မြန်မာတနိုင်ငံလုံးကဆက်အာဏာရှင်ကိုဖီဆန်ပြီးမရပ်တည်နေတဲ့မိဘပြည်သူတွေအားလုံးကိုအထူးလေးစားဂုဏ်ပြုကျေးဇူးတင်ပါကြောင်းကျွန်တော်ပထမဦးဆုံးပြောလိုပါတယ်တချို့ကလည်းပဲကျွန်တော်တို့ပြည်ပရောက်အုပ်စုတွေအစားပေါ့နော်ဆန္ဒပြတာကိုဆက်မပြပါနဲ့ဘာဖြစ်တယ်ညာဖြစ်တယ်တော့ပြောနေတာတော့တွေ့ရတယ်အတိတ်ပဲမရှိဘူးလို့ပြောတာတွေ့ရတယ်တကယ်တော့ဆန္ဒပြတဲ့ဆိုတာမှာအစီအမံတွေလည်းရှိဖို့လိုအပ်ပါတယ်ဒါကျွန်တော်ဘဝအတွေ့အကြုံနဲ့ပြောပါမယ်ကျွန်တော်တို့လည်းပဲ88မှာဆန္ဒပြခဲ့တယ်96မှာဆန္ဒပြခဲ့တယ်ထိုင်းနိုင်ငံဘန်ကောက်မြို့ရောက်တော့လည်းပဲကျွန်တော်တို့တန်ရုံးချီတွေမှာဆန္ဒပြခဲ့တယ်အခက်အခဲတွေကြားထဲမှာထိုင်းအစိုးရဖမ်းမယ်လို့ကြီးညာတဲ့ကြားထဲကဖမ်းရင်ကျွန်တော်တို့ပြန်ပို့ခံရမှာကျွန်တော်တို့အဖမ်းလက်ခံရပါတယ်ဆိုတော့အဲ့လိုအခက်အခဲမျိုးမှာလည်းပဲဆန္ဒပြခဲ့တယ်အဲ့တော့နောက်ပိုင်းအမေရိကန်ရောက်လာတယ်ကျွန်တော်တို့ဆန္ဒပြမှုတွေလုပ်ပါတယ်ဒါပေမဲ့2013ခုနှစ်မေလ20နေ့ကျွန်တော်တို့မှာဆန္ဒပြတဲ့ view ဟာဆိုတာကိုအမေရိကန်အစိုးရကတင်ပေးလိုက်ပါတယ်ရိုဟင်ဂျာအရေးခင်းပေါ့နော်တောင်ကုန်းမှာလူတွေတက်တယ်နောက်ပြီးတော့ရခိုင်ပြည်နယ်မှာလူတွေတက်တဲ့အချိန်မှာအဲ့ဒီနေ့ကကျွန်တော်တို့ကအဲ့မှာအလုပ်လုပ်နေပြီဆိုတော့အဲ့ဒီနေ့ကဦးသိန်းစိန်ကအမေရိကန်သမ္မတကြီးအိုဘားမားနဲ့လာတွေ့တဲ့နေ့မှာကျွန်တော်တို့ကိုအမေရိကန်ကအောက်လွှတ်တော်ဥက္ကဋ္ဌကြီးကကျွန်တော်တို့အကြောင်းကြားတယ်လူ30လောက်ဆန္ဒပြပေးလို့ရမလားဆိုတော့ကျွန်တော်တို့အမေရိကန်ဆိုတာကြီးကအကျယ်ကြီးဗျမလေးရှားကွာလာလမ်ပူမှာချွီကနေဝီစီမှုတ်လိုက်လို့ရှိရင်တနာရီအတွင်းလူစုလို့ရတယ်အဲ့လိုပဲလန်ဒန်မှာချွီကနေဝီစီမှုတ်လိုက်ရင်တနာရီအတွင်းလူစုလို့ရတယ်နိုင်ငံရဲ့ area အနေထားရကျွန်တော်တို့ကဆန္ဒပြမယ်ဆိုတာကိုကြိုတင်စီစဉ်ရတယ်အရန်ဝေးတယ်ကျွန်တော်ဝါရှင်တန် DC ကိုအဲ့ဒီအချိန်ကာလမှာကားမောင်းတာအနည်းဆုံး9နာရီကားမောင်းရတယ်ဒါတနာရီကိုမှ80နှုန်းနဲ့မောင်းနေတာအဲ့တော့ဆန္ဒပြမဲ့လူတွေကဖိုးဝင်းကလာမယ်အိန္ဒိယနာဖိုးဝင်းကလာမယ်အဝေးကြီးပဲအဲ့တော့ကျွန်တော်တို့မှာဝါရှင်တန် DC မှာလူ90လူ100ရဖို့ဆိုတာမလွယ်ဘူးဗျပြီးတော့အဲ့ကာလကကျွန်တော်တို့က limit ဖြစ်နေတယ်ကျွန်တော်တို့ဘက်ကဘယ်သူမှမရက်တည်ဘူးဆိုတော့ကျွန်တော်တို့ကရက်တည်မဲ့လူနည်းစုလေးကိုရှားတဲ့ခါမှာလွှတ်တော်ဥက္ကဋ္ဌကြီးကပြောတယ်လူ30ဆန္ဒပြပေးပါလူ30ဆန္ဒပြပေးပါဆိုတော့ဟို Oregon ပြည်နယ်ကတယောက်2ယောက်လာတယ်မင်နီဆိုးတာကတယောက်2ယောက်လာတယ်ဝင်ကိုဆင်ကတယောက်2ယောက်လာတယ်ပေါ့နော်စုကြတာပေါ့အဲ့တော့ကျွန်တော်ကတော့7နာရီခရီးကိုအနည်းဆုံးလူထုစုနိုင်တဲ့လူဖြစ်တယ်အဲ့တော့ဘတ်စကားကြီးငားတယ်ကျွန်တော်ပြောကလူတွေတည်သွားတယ်ပေါ့ဆိုတော့ကျွန်တော်ကိုပိုင်ငွေနဲ့တည်တာပါအတော့ပြန်ကျွန်တော်ပိုက်ဆံတွေပေးရပါတယ်ဒါပေမဲ့သူကလူ30ကိုဘာကြောင့်ဆန္ဒပြခိုင်းတာလဲအနည်းဆုံးကျွန်တော်တို့အဲ့တော့ကလူ90လောက်ရတယ်ဆိုတော့သူပြောနေတာဘာကြောင့်ဆန္ဒပြခိုင်းတာလဲဆိုတော့ဒီလိုဆန္ဒပြနေတာကိုသတင်းစာရှင်းလင်းပွဲလုပ်မယ်ဆန္ဒပြတောင်းဆိုရဲဆိုတာကို तू ကလိုချင်တာပြီးတော့မှလွတ်တော်မှာ तू ကဥပဒေမူကြမ်းတင်မှာဥပဒေမူကြမ်းတင်မှုအတွက်တစ်ဖက်မှာလူထုကဒီလိုဆန္ဒပြနေတယ်လို့သူ့ဘက်ကပြယူလိုအပ်တယ်အဲ့တော့ကျွန်တော်တို့ကလည်းပဲဆန္ဒပြနေတဲ့လူတွေမှာလက်နဲ့မဲ့တွေဆိုတော့သူတို့မခံချင်စိတ်တွေနဲ့ဆန္ဒပြနေတယ်တကယ်လဲပောက်ကွဲเสียဖြစ်တယ်ကိုချီမှာကိုယ့်ရဲ့သားသမီးအရွယ်တွေကိုသားသမီးအရင်တွေတက်ဖြတ်ခံရရင်မခံနိုင်ဘူးဆန္ဒပြကြမှာဒါပေမဲ့နိုင်ငံရေးကိုတစ်ဖက်ကနိုင်ငံရေးကိုလုပ်နေတဲ့နိုင်ငံရေးအုပ်စုတွေပေါ့နော်အထူးသဖြင့်ကျွန်တော် CRPH ကိုပြောချင်ပါတယ်တစ်ဖက်ကဆန္ဒပြနိုင်တဲ့
တလောက်ပြပေးထားတဲ့ကာလမှာခင်ဗျားတို့နိုင်ငံရေးကိုအဲ့ဒီပြရုံနဲ့အရွေးကိုအများဆုံးတွန်းနိုင်ဖို့လိုအပ်တယ်။သို့မဟုတ်ရင်တော့ဆန္ဒပဲပြမယ်ရွေးနိုင်တဲ့ body မရှိဘူးဆိုရင်ဆန္ဒပြတာကတော်တော်ကိုအခက်ခဲတဲ့ရင်ဆိုင်လာရပါမယ်။ကြုံလာရပါမယ်။ဘာကြောင့်လဲဆိုတော့လက်နက်မဲ့ပြည်သူဖြစ်နေတယ်။ဒီနေ့လက်နက်မဲ့ပြည်သူတွေရဲ့တတိဒီမိုကရေစီကိုလိုလားတဲ့စိတ်ဖိနှိပ်ခံရတာကိုတုံ့ပြန်တဲ့စိတ်ဒါကြီးကအင်မတန်မှလေးစားဖို့ကောင်းတယ်အင်မတန်မှအတိမတ်ပြုဖို့ကောင်းတယ်ဒီအခင်းအကျင်းမှာနိုင်ငံတကာဖိအားတအားများတဲ့ကာလမှာနိုင်ငံရေး body လို့တိဆောက်လိုက်နိုင်တော့ CRPH ကနိုင်ငံရေးအရွေးအများဆုံးတိုးထိုင်ရမယ်ဒါအခင်းချင်းကောင်းလို့ခေါ်တယ်ဒါကြောင့်ဆန္ဒပြပေးတဲ့လူတွေကိုလည်းအထူးကျေးဇူးတင်တယ်ကျွန်တော်ပါးစားနဲ့ပဲကျေးဇူးတင်တာမဟုတ်ပါဘူးကျွန်တော်လုပ်ပေးနိုင်တယ်လို့လုပ်နေတာအများကြီးရှိပါတယ်ဒါပြည်တွင်းမှာရှိတဲ့ရဲဘော်လေးတွေသိတယ်လို့နိုင်ငံတကာကလည်းပဲကိုယ့်အဆက်အသွယ်နဲ့ကိုယ်လုပ်နေကြတယ်ကျွန်တော်အဆက်အသွယ်နဲ့ကျွန်တော်လုပ်ပေးနေပါးစားပဲကျွန်တော်မြှောက်ပေးနေတာမဟုတ်ဘူးကျွန်တော်ငွေကြေးတွေလည်းပဲအများကြီးသုံးနေပါတယ်ဒါကျွန်တော်ဖော်ပြောတာပါအဲ့တော့နောက်တစ်ခုက CRPH ကဘာလုပ်တင်လဲဆိုတော့တစ်ဖက်ကတော်လန်ရေးဆိုတာသူနဲ့ကိုယ်နဲ့ချင်းပြိုင်တိုက်ရတာသူတကွက်ချွေတော့မှကိုတကွက်ချွေတဲ့ counter attack မဖြစ်ဘူးလို့ကိုက pro ဖြစ်နေရမယ်ကိုချပေးတဲ့အကွက်ကိုရန်သူကနေရမယ်ကိုချပေးတဲ့အကွက်တိုင်းဒီနိုင်ငံရေးမိုင်းပုံဖြစ်ရမယ်သူတကွက်နေရင်သူမိုင်းပုံထိရမယ်အဲ့ဒါကို CRPH ကချွေတက်ဖို့လိုအပ်ပါတယ်ကျွန်တော်က CRPH ကိုဘာမှမတက်ဘူးငတုံးနေလို့ပြောနေတာမဟုတ်ဘူးเนาะကျွန်တော်တတ်နိုင်တဲ့ဘက်ကအကြံပေးတာဖြစ်တဲ့အတွက်ခင်ဗျားတို့လက်ခံစဉ်းစားပြီးတော့လုပ်ရင်လည်းရပါတယ်ခင်ဗျားတို့မှာအကြံကောင်းပိုရှိကောင်းလည်းရှိနိုင်ပါတယ်ကျွန်တော်အသိမှတ်ပြုပါတယ်ဒါကျွန်တော် Facebook live ပေါ်ကနေပြီးတော့ပွင့်လင်းစွာအကြံပေးနိုင်တဲ့အဆင့်တွေပဲအကြံပေးတာပါကျန်တဲ့ကျွန်တော်လုံးဝထားရမယ့်ကိစ္စတွေကတော့ဘယ်လိုမှ Facebook live ပေါ်ကအကြံပေးလို့မရဘူးအဲ့တော့ကျွန်တော်ဒီနေ့ပြောချင်တာ proactive ဖြစ်ဖို့လိုတယ်ကိုကရန်သူကိုဒီတစ်ခွက်ချပေးလိုက်ရင်ဒီကောင်အဲ့ဒါကိုလိုက်ကမယ်အဲ့လိုက်ကရင်နိုင်ငံရေးမိုင်းဖို့ဖြစ်ရမယ်ကိုကနောက်တစ်ခွက်ကိုရွှေ့ပြီးသားဖြစ်ရမယ်အဲ့ဒီလိုတော့ကျွန်တော်ကဖြစ်စေခြင်းတယ်ဒီနေ့အထိတန်ကင်းတမန်ကင်းတိုက်ပွဲမှာ CRPH ကအများကြီးတာနေတယ်အာဏာသိမ်းထားတဲ့စက်အကြမ်းဖက်အဖွဲ့ကလှုပ်လို့မရအောင်ဖြစ်နေတယ်နံပါတ်1ငွေကြေးဆိုင်ရာတွေပိတ်ခံထားရတယ်ပိတ်တာပက်ဆက်ပိတ်တာနော်အဲ့တော့သူကတော့သူတို့ငွေပိတ်သွားတဲ့အတွက်သူတို့မှာနောက်ဆုံးစတာတန်ရမှာစားစရာမရှိဖြစ်သွားမယ်အဲ့တော့သူတို့ဘာလို့မလဲဆိုလူလူရှိရတမျှတိုက်မယ်ဘူးလည်းတိုက်နေပြီဒါကလုတ်ခဲ့တဲ့တမန်ကျွန်တော်ဟိုတစ်ဘက်ကလည်းပေါ်ပြောတယ်ရခိုင်ပြည်နယ်မှာရိုဟင်ဂျာတွေကိုလုတ်ခဲ့တာနှစ်ပေါင်းများစွာပါလို့ခင်ဗျားတို့ကလည်းရိုဟင်ဂျာဆိုအတန်ကြားတာနဲ့ပဲစကားနားမတော့ကျင်းတဲ့လူကလည်းအများကြီးပေါ့နော်ကျွန်တော်ကတမိုင်းကိုရှင်ပြောနေတာခံခဲ့ရတာကိုပြောနေတာဒါကိုခင်ဗျားတို့နားလည်ဖို့လို့နောက်တစ်ခုကဆန္ဒပြထားတဲ့အတွက်စစ်သားဥယေကသူတို့ကချင်ကိုမထိုးနိုင်ဘူးကရင်ကိုမထိုးနိုင်ဘူးမွန်ကိုမထိုးနိုင်ဘူးအဲ့လိုပေါ့နော်သူတို့စစ်ထိုးခဲ့ရင်လည်းပဲအဲ့လောက်အင်အားမရှိဘူးနိုင်ငံတနိုင်ငံလုံးကဝိုင်းပြီးဆန္ဒပြထားတဲ့အတွက်စစ်သားဥယေပြတ်နေဒီအချိန်မှာကျွန်တော်တို့လှုပ်အကောင်းဆုံးဆိုတဲ့အရာတွေရှိတယ်အဲ့တော့ CRPH အနေနဲ့ကနံပါတ်1ကျွန်တော်အကြံပေးချင်တာကခင်ဗျားတို့တွေဥပဒေတစ်ခုဥပဒေကိုအများဆုံးပြဋ္ဌာန်းရမယ်ဥပဒေကိုပြဋ္ဌာန်းရမယ်ဆိုတာနံပါတ်1လူမျိုးရေးဘာသာရေးခွဲခြားရင်ဘယ်လိုအပြစ်ဒဏ်ပေးမယ်တကယ်လို့နိုင်ငံရေးသမားတယောက်ကလူမျိုးရေးဘာသာရေးခွဲခြားပြီးတော့နိုင်ငံရေးစည်းရုံးရင်ဘယ်လောက်ထိပြစ်ဒဏ်ပေးမယ်ဘာသာရေးကောင်းဆောင်တယောက်ကနိုင်ငံရေးလူမျိုးရေးဘာသာရေးခွဲခြားပြီးတော့သူကစီယုံနေဆိုရင်ဘယ်လောက်ပြစ်ဒဏ်ပေးမယ်ခင်ဗျားတို့အများဆုံးချမှတ်ဘာကြောင့်လဲဆိုတော့ခင်ဗျားတို့ဒီလောလောဆယ်မှာအလွန်အရေးကြီးတဲ့တိုင်းရင်းသားခင်ဗျားတို့အားလုံးပေါ်မှာတိုင်းရင်းသားတွေကခင်ဗျားတို့ကိုယုံကြည်လာဖို့အလွန်အရေးကြီးတယ်ဒီဥပဒေကိုအများဆုံးပြဋ္ဌာန်းပေးရမယ်အဲ့တော့ခင်ဗျားတို့ကတစ်ဖက်မှာယူကြည်အောင်ဆောင်နေပြီးတော့နောက်တစ်ဖက်မှာတော့လူနည်းစုတွေကိုဖိတ်ခေါ်ရင်သူတို့မှာဘဝအတွေ့အကြုံတွေရှိတယ်။တမိုင်းအရာပြောရင်ဘကဘာတွေကြာဆုံးတော့က
Baka bari, Tina Donga, can you go pongere? Can you go call are? Isn't it dane, Malay dane? I don't think me to a chima. I'm a pit of Wuzu, Bama Majimpi and Pound. I don't can you a teacher kayari. The mind she get it. I don't the mind he got the girl sell and look at the Maima. Piro Winjo unu trabire, can you never need it? Teacher temper of Puere. I must see long in your ear. The girl type where on me doing Pedro Lazo, Sajo Regima, Sajo Pachuna to India or Trippy Dwari. PJ let me eat it. So Dilo can't eat at the mine sheet. Eat the mango Bianamiro, Momo Blonidam home. Can't eat at the mine sheet. Macha digging ave. The town said you wake up when I beat it Shema. Camaro a bossia yares of Biro. Maguida win your teenage and all and look Camaro Yaru take Matu. Amonio. To moon de net to Abiro. Moon party so new. Naro in the Yoma Labi Masunia Gaunalo. Mana decade. Kayapine o Dware. Naro engineer la Kayapine, Kaya de Daka, Kaya dying out. Edelo look at it. Dalia Camaro, a young Mama get, Namaja de Buno, Conga and Nala Capseta. I love Mama Muri go. The Pega, Towers Quaja Caniado, Lumozurica. Nagorea and Nachide. I anabo Macamaro. Toabido. I said loud. I love below a very good young Jimele, Guchema, Caniaro, Kayin Lava, Kachin Lava, below a very good young Jimele. Luru or Tanago Gone, come out Nangaita since I will brought up. Aro Nangaita Mariga, Lumui Badai, Quaja, Bello Pita, Bime Sure, Ubrigo, Amazon Piatayam. Chichin Piatam. Piro, do the shit. Do the other check out. Kayin Jimpsy, Kachin Jimpsy, Momo Jimpsy, Yakaya Jimpsy. Nangayi Pawa Lumusurachi. A cool Sanapia needed Usuri, CRPH Lema, she needed Usuria, Nangayi Pawa, ya. The audio Hardy Penang. Ari Hardy Yadi, Guajam Appeal, come out Tayam. Come out Tayami. Party the Kudega. Look when you had a mule with a Camaro. Pian Sensayami. Silo Ame. COE Siamek, a Azuli Alo Nega, Yongi Do, Low Nine and Low Tindo, Tumiago, Low Panguinia Piami. Did I name Compo Vicio Mayabu? I'll let you know, sit on a Bioraba. A queer beer half a pay on bono. Come met. Los of those do the Alonga, but Mata below my Utah door sit on a she would look at it. Ah, queer Yabo to it. Only a brother. Popular Lova Pilla Jawa. Popular Lova takes solid. Look up a dame. I love my Pide Ludio, Camaro, since I be dog. Nina me dog, 10 dollars in it. So no we dog, such she depot lowered it. That I'm your lower Macasari. The Sanapiani de Leve, Thomas in the Agima, Nanganagao, Camaro, Lache Tam. Alama, Dudu, Gaguelo Yami. That not a manido, Bionida. Not the Kua. Camaro, Caguayero, Pireyero, Nezayero. The democracy, a young Biabono, chasing democracy, Yare Kalama. Nanga either by low Kainobia, Sedaka can get or Winitanamia. Caguaye, Pireye, Nezaye. Arari Aloya Winji Camaro, Amiakan. Ari Posco, Camaro, Ubia. I love people at Jaro, Camaruma, Caguayba, when ye camo, Tomo in Caguay, Uzijo camo. Camaro said the Lulabi. I don't know, Camaro, Mahame Pietos at the Biao. Sooner than I John Twiba at the Rima, Comai, Sunuyam. A Yudazo, accusing those Sunuyam. Yuda accusing Biro, Napeco. Lai nine, Lai your nine, needy Aluna, Camaro Sunuyiro. The post they will come out of Ubia. Piro, not ship Biogina, that a yeji that you're not a twitch on a Joma.
နိုင်ငံတကာမှာရောက်နေတော့တန်ဝင်တန်းတွေခင်ဗျားတို့အများဆုံးလဲပြရမလဲနိုင်ဘူးဆိုရင်အဲ့တန်ရုံရဲ့ရှိရကိုရီးယားဆိုကိုရီးယားမှာခင်ဗျားတို့ CRPH ကကိုစားပြုတော့မြန်မာတန်ရုံဖွင့်ရဂျပန်ဆိုဂျပန်မှာမလေးရှားစင်ကာပူထိုင်းဘာကြောင့်လဲဆိုတော့ခင်ဗျားတို့ကို legitimate ဖြစ်နေတယ်ခင်ဗျားတို့တန်ရုံကိုဖွင့်လိုက်လို့ရှိရင်ခင်ဗျားတို့ကစင်ပြိုင်တန်ရုံမဟုတ်ဘူးခင်ဗျားတို့က legitimate ဖြစ်တော့အစိုးရတရရဲ့တန်ရုံဖြစ်တယ်ဟိုနိုင်ငံဒီနိုင်ငံရဲ့ဆက်သွယ်မှုကိုခင်ဗျားတို့ရဲ့တန်ရုံနဲ့ပဲဆက်သွယ်မှုခင်ဗျားတို့ကအဲ့ဒီအစိုးရတွေကိုမေတ္တာရပ်ခံရမယ်အကြောင်းကြားရမယ်တရားမဝင်သောတဘုံအုပ်စုနဲ့တန်တမာဆက်ဆံရေးကိုခင်ဗျားတို့ဖြတ်တောက်ပြပါလို့ပြောရမယ်ဒါအသိအရေးကြီးတယ်အဲ့တော့ဒီမှာကျွဲကူးရေပါနှစ်ခုရှိတယ်ကျွဲကူးရေပါပေါ့နော်ကျွန်တော်ထိုင်းနိုင်ငံမှာကျွန်တော်အမေရိကကိုရောက်နေပြီအမေရိကကနေပြီးတော့ထိုင်းနိုင်ငံကိုပြန်သွားတယ်ကျွန်တော်အကိုကြီးကကျွန်တော်အရေးကြီးလို့ခေါ်လိုက်တယ်ဘာအရေးကြီးလဲဆိုတော့ထိုင်းနိုင်ငံမှာရောက်နေတော့မြန်မာနိုင်ငံသားများအတွက်အလုံးလုံးပိုင်ခွင့်ရှိတော့ဝက်ပါမဲ့ဖြစ်တော့ passport လိုအပ်တယ်အဲ့ဒီအချိန်မှာဗီယက်နမ်ကကမ္ဘောဒီးယားကလာအိုကသူ့ရဲ့နိုင်ငံသားတွေထိုင်းနိုင်ငံမှာအလုံးလုံးစားတဲ့လူတွေအတွက်အလုံးလုံးနိုင်သော passport ထုတ်ပေးပြီးပြီစစ်တပ်အုပ်စုကမထုတ်ပေးသေးဘူးဒါ2008ခုနှစ်မထုတ်ပေးသေးဘူးဆိုတော့ကိုယ်နိုင်ငံကကိုယ်နိုင်ငံသားတွေဒုက္ခအကြီးရောက်တယ်သူတို့ဘာမှအထောက်အထားမရှိဘူးထိုင်းရဲကဖမ်းမယ်ပိတ်ဆိုက်ရက်ညှက်မယ်ပြီးလို့ရှိရင်ဖမ်းခံရတဲ့လူတွေကို IDC မှာထားမယ်ပြီးတော့ကားကြီးနဲ့ပို့မယ်နေဆက်မှာသူတို့နဲ့ညှိပြီးသားအုပ်စုတွေက3000နဲ့ရွေးရတယ်ဘတ်3000နဲ့ရွေးရတယ်အရိုက်ခံရတယ်ပြီးတော့မှအဲ့လူတွေကနေဆက်ကနေပြီးတော့လူမောင်ကိုဟွာပေါ့နော်ကယ်ရီနဲ့ပြန်တက်မယ်ဆိုတော့အဲ့ဒီဒုက္ခကြီးနဲ့တန်တရားလဲတော့ဒါကိုမဖြစ်ဘူးဖြည့်ချင်းမှာပဲလို့ကျွန်တော်တို့ဖြည့်ချင်းခဲ့တယ်ဖြည့်ချင်းတယ်ဆိုတော့ကျွန်တော်တို့ကတပုံနေကျွန်တော်တို့ဗမာတန်ရုံးကအတိမမပြုတ်ဘူးထိုင်းနိုင်ငံမှာရောက်နေတော့မြန်မာနိုင်ငံသားများကိုမြန်မာအစိုးရကို bypass လုပ်ပြီးတော့အဲ့ဒီခက်ကမြန်မာအစိုးရကို bypass လုပ်ပြီးတော့အစိုးရမလို့ပဲငါတို့ passport ဘယ်လိုထုတ်ပေးမလဲဆိုတာကိုကျွန်တော်တို့အကြံထုတ်ခဲ့တယ်ထိုင်းနိုင်ငံမှာရှိတဲ့လဝကဝင်ကြီးအကြီးဆုံးလူနဲ့တွေ့တယ်သူ့ကိုညှိတယ်ကျွန်တော်တို့လူမျိုးတွေအဖမ်းခံနေရတယ်ပြန်ပို့ခံနေရတယ်အဲ့တော့ခမားကိုကျွန်တော်တို့ပြန်ပို့ပြီးတော့ဖမ်းလို့ရှိရင်လူတစ်ယောက်ကိုထိုင်းဘတ်3000ပေးရတယ်အဲ့တော့ကျွန်တော်တို့အဲ့လိုမပို့အောင်ခမားကိုလူတစ်ယောက်ကိုထိုင်းဘတ်1500ယူပေးမယ်တဝက်စေးကိုဝင်တယ်တွေဖုန်းကြီးတွေသာသနာဝန်ဆောင်တွေကိုခမားတို့လုံးချင်းချဆောင်ဝင်ပေးရမယ်ညှိခဲ့တယ်ဒါကျွန်တော်အချင်းချုပ်ပြောပြတာကျွန်တော်တယောက်တည်းမဟုတ်ပါဘူးကျွန်တော်ထိုင်းစကားပြောအဲ့လောက်မကြွချင်ဘူးကိုတို့က PLF မှာလုပ်ခဲ့တဲ့ကျွန်တော်တို့ရဲ့ဒီမိုကရေစီမှာရဲဘော်ရဲပဲဖြစ်တဲ့ကိုရံမျိုးအောင်ကထိုင်းစကားကြွချင်တယ်သူ့ကိုပါခေါ်သွားတယ်တက်တည်ရှိတယ်သူတို့မတည်သေးဘူးအဲ့တော့ကျွန်တော်တို့3-4ယောက်ကဗမာဆိုတော့ bypass လုပ်ပြီးတော့ဗမာလူမျိုးတွေအတွက် passport ရအောင်လုပ်ခဲ့တယ်အဲ့ဒါကိုမြင်သွားတဲ့အချိန်မှာမှဗမာကအစိုးရကတရားဝင် passport ထုတ်ပေးတာဆိုတော့ဘာကြောင့်ထုတ်ပေးတယ်လဲဆိုတော့ထိုင်းနိုင်ငံမှာကိုလူတွေဒီတိုင်းပြစ်ထားမဲ့အစားအဲ့လိုစောင်းထုတ်လိုက်တော့လာစီ3လတစ်ချိန်3လထူရတဲ့ဝင်ငွေရတလမှာထိုင်းဘတ်အနည်းဆုံးတန်300ရတယ်ဒီနေ့ထိလည်းရနေတယ်ဒီငွေလမ်းကြောင်းဒီစက်ကောင်စီစီကိုရောက်နေတယ်ဘာကြောင့်လဲခမားတို့မှာကိုပိုင်တန်ယုံမလုပ်နိုင်လို့တော့မဟုတ်ထိုင်းနိုင်ငံမှာရှိတော့တန်ယုံက CDN မလုပ်လို့အဲ့တော့မလေးရှားမှာရှိတော့တုံးထုနေရတဲ့ဝင်ငွေတွေစင်ကာပူမှာရှိတော့တုံးထုနေရသောဝင်ငွေတွေတောင်ကိုရီးယားတို့ဂျပန်တို့မှာရှိတော့တုံးထုနေရသောဝင်ငွေတွေဒီကောင်တွေအရန်ရနေတယ်အဲ့တော့ဒီလမ်းကြောင်းတွေပိတ်ဆို့ဖို့အတွက်ခင်ဗျားတို့ဒီကိုပိုင်တန်ယုံတွေဖွင့်ရမယ်ကိုပိုင်တန်ယုံဖွင့်ပြီးတော့ထိုင်းနိုင်ငံအကြောင်းကြားရမယ်ဒီနိုင်ငံတော်တစိမ့်တုံးနဲ့ပိုင်ဆိုင်မှုတွေကျွန်တော်တို့ရဲ့ legitimate အစိုးရအောက်မှာပဲရှိမယ်လို့ခင်ဗျားတို့တန်တမန်အနည်းနဲ့ညှိရသူတို့အာဏာနဲ့တော့ပြောလို့မရဘူး
ကျွန်တော်လိုဘာမဟုတ်တဲ့အကောင်ဘာမှအပေါ်အတော်တီမရှိတဲ့လူတယောက်ခေါင်းတစ်လုံးကိုသုံးပြီးတော့ဗမာလူမျိုးတွေအတွက် passport ရအောင်လုပ်ပေးနိုင်ခဲ့တယ်ဆိုရင်ခင်ဗျားတို့အစိုးရလုပ်ပေးနိုင်ပါတယ်လုပ်ပေးပါနံပါတ်1အဲ့ဒီရဝင်ငွေတွေအားလုံးဒီခင်ဗျားတို့ရှိကိုရောက်လာမယ်စစ်အစိုးရကိုတောက်တနေရာကရိုက်ချိုးရမြည်တယ်ဒီကောင်တွေငွေကြေးမရှိဘူးကောင်းပြီအဲ့ဒီနိုင်ငံတွေမှာတာယုံသွားဖွင့်တယ်အနည်းစားဆုံးကတော့ထိုင်းနိုင်ငံပေါ့နော် CRPH ကတာယုံသွားဖွင့်လို့စက်ကောင်စီဘက်ကအကောင်တွေကလူပိုင်းငားပြီးတော့တတ်မယ်ဖြတ်မယ်မလုပ်လို့မရဘူးအဲ့ဒါဆိုရင်နိုင်ငံစီးကြော်အကြမ်းဖက်မှုနိုင်ငံတကာ terrorist act နဲ့ဒါလိုက်ဝင်လို့ရတယ်ဒါလည်းကျွန်တော်တို့ရှိဖို့လိုအပ်တယ်နောက်တစ်ခုကစက်ကောင်ဆက်ဝင်ရုံးတွေဖွင့်ရမယ်ကောင်ဆက်ဝင်ရုံးတွေဖွင့်ရမယ်အဲ့ဒီအတွက်ခင်ဗျားတို့ဒီ Federal တက်အမြန်လို့တယ်အခုလုပ်နေတာကြောင့်တွေ့ပါတယ်အားရပါတယ်ကောင်းတယ်လုပ်ပါကောင်ဆက်ဝင်ရုံးတွေဖွင့်ခြင်းအဖြစ်စစ်ဘက်ဆိုင်ရာဆက်ဆံမှုနှစ်နိုင်ငံစစ်ဘက်ဆိုင်ရာဆက်ဆံမှုဟာ CRPH လက်ထက်ကိုရောက်လာပြီဒါအရေးကြီးတယ်လို့ကျွန်တော်မြင်ပါတယ်ဒါကျွန်တော်အကြံပေးတာပါခင်ဗျားတို့မှလည်းပဲအကြံဉာဏ်ရှိပြီးဖြစ်ကောင်းဖြစ်မှာပါကျွန်တော်အလုပ်လုပ်ခဲ့ရတဲ့အတွေ့အကြုံတွေအရကျွန်တော်နားလည်ပါတယ်အချိန် process ကိုဒီနေရာမှာကျွန်တော် CRPH ကိုစားလူထုကိုလည်းပဲမေတ္တာရပ်ခံခြင်းတာရှိတယ်ကိစ္စရက်တစ်ခုတိုင်းဒီ overnight မပြီးဘူးလျှို့ဝှက်လုပ်နေရတာတွေရှိမယ် process လုပ်နေရတာတွေရှိမယ်ဆိုတော့ခင်ဗျားတို့ဘက်ကလည်းပဲလူထုဘက်ကလည်းပဲတစုံတရာတော့သိခံပေးရမယ်အချိန်ကာလ process ပေါ့နော်တကယ်လို့လုပ်နေခဲ့တယ်ဆိုရင်တော့အချိန်ကာလ process တစ်ခုကိုသိခံပေးရမယ်ဒါပေမဲ့ CRPH ဘက်ကလည်းပဲအိမ်နွယ်နဲ့ very slowly move လို့မရဘူးခင်ဗျားတို့ချင်းထိတ်ဆိုင်တိုးနေတာအခုလက်ရှိတိုးနေတဲ့ထိတ်ဆိုင်တိုးမှုကကြီးတယ်နောက်ဆုံးလို့မရဘူး CRPH အပါအဝင် CRPH ရဲ့နောက်မှာရှိသော CDN တွေလူထုဆန္ဒပြမှုတွေကရက်လိုက်ရင်လည်းပဲသူတို့တတ်မှာပဲကြောက်ပါပြီလို့အော်နေလဲသူတို့တတ်မှာပဲဒါကျွန်တော်တို့ရဲ့ရခိုင်ပြည်နယ်မှာကြုံခဲ့ရတဲ့ရိုဟင်ဂျာတွေအတွေ့အကြုံရကျွန်တော်သိတာကျွန်တော်အလကားပြောနေတာမဟုတ်ဘူးခင်ဗျားတို့ဒီနေ့ကြောက်ပါပြီလို့ဆန္ဒမပြဘဲနေမနေ့ပြခင်ဗျားတို့အိမ်ဒီမှာအဲ့ဝင်ဆက်မယ်အဲ့ဆက်ညစ်မယ်တချို့အိမ်တွေကိုပြောထားမယ်မင်းအိမ်တော့လာမဆက်ဘူးကွာငါတို့ရဲစခန်းမှာတစ်လောက်9သိန်းလာပေးဆက်ကြည့်တောက်စားတော့မယ်မခံနိုင်ဘူးလူထုမခံနိုင်အောင်လုပ်မယ်အဲ့တော့သူတို့ဘက်ကရက်တော့မှာမဟုတ်ဘူးအဲ့တော့ကိုယ့်ဘက်ကရင်ဆိုင်ရမယ်ရင်ဆိုင်ထားစဉ်ကာလမှာနိုင်ငံရေးအရွေ့ကိုတွားနေသောလူတွေကအများဆုံးတိုးဖို့လိုတယ်အများဆုံးတိုးပြဖို့လိုတယ်အော်ခင်ဗျားတို့မှာအခက်အခဲတွေရှိတယ်ဟုတ်တယ်တစ်ဖက်ကလည်းမျက်နှာကြည့်နေရတယ်ဒါပေမဲ့အများဆုံးတိုးဖို့အတွက်နံပါတ်1ကျွန်တော်မျက်နှာမထောက်တန်းပြောပါပဲဗမာလူမျိုးကြီးစိတ်ကိုအများဆုံးဖျောက်ပါဗမာလူမျိုးကြီးစိတ်ကတိတ်ကြီးတယ်ဖျောက်ပါအများဆုံးဖျောက်ပါမဖျောက်နိုင်ရင်လည်းပဲဖျောက်ချင်အောင်ဆောင်ပြီးတဖြည်းဖြည်းကုစားသွားပါနံပါတ်2ကအလင်းအမြန်ဖက်ဒရယ်တက်တစ်ခုဖျက်အောင်လုပ်ပါဒါမှခင်ဗျားတို့တာယုံတွေကောင်ဆက်ဝင်တွေချက်ချင်းဖွင့်နိုင်မယ်အများဆုံးဖွင့်နိုင်မှာပေါ့နော်ချက်ချင်းဆိုတာတည်းမနေ့ပြန်တော့ဖွင့်နိုင်မှာမဟုတ်ပါဘူးအဲ့တော့ခင်ဗျားတို့ကျွန်တော်ကကောင်းမွန်တဲ့အကြံကျွန်တော်ရှိတော့အကြံဉာဏ်တွေက publicly ပေါ့လူထုသိအောင်ပြောနိုင်တော့လူထုလည်းသိလည်းပြဿနာမရှိဘူးရန်သူသိလည်းပြဿနာမရှိဘူးဆိုတော့အကြံဉာဏ်တွေကိုတော့ကျွန်တော်တက်နိုင်သမျှပေးသွားပါမယ်ခင်ဗျားတို့လိုက်လို့ရှိရင်လည်းလုပ်ပါမလုပ်ရှိရင်လည်းပြဿနာမရှိပါဘူးကျွန်တော်ရဲ့ကိုယ်ရေးကိုယ်တာအတွက်ဘာပြဿနာမှမရှိဘူးကျွန်တော်ဘယ်ရာဒုကိုမှလည်းမမျှော်မှန်းဘူးပေးအပ်လာရင်လည်းမယူကျွန်တော်ရှိကိုချိကပ်လာရင်လည်းပဲလျှို့ဝှက်တော့အကြံပဲပေးသွားမယ်ကျွန်တော်ယာဒုမယူအကြံပေးတဲ့အဆင့်နဲ့ကျွန်တော်တတ်နိုင်သမျှသော policy လေးတွေပဲပြောပြသွားဖို့ကူညီသွားဖို့ရှိတယ်ကျွန်တော်နောက်နေ့တွေမှာလည်းပဲလိုအပ်တယ်လို့အကြံပေးပါမယ်ခင်ဗျားတို့တဆင့်ချင်းစဉ်းစားပါလူထုကိုအများဆုံးကာကွယ်ဖို့ဆန္ဒပြနေတဲ့လူတွေအားလုံးက
လက်နဲ့မဲ့တွေဒါအများဆုံးကောက်ွယ်ဖို့လိုအပ်တယ်ပြီးတော့နိုင်ငံတကာတန်ငယ်တမန်ငယ်ဆက်ဆံတာဒီလောက်အဆင့်နဲ့မရဘူးနိုင်ငံတကာတန်ရုံးတွေအလုံးထိုးဝင်ပြရအခုဒီနေ့ထိကအင်မတန်ကောင်းတယ်အင်မတန်ကောင်းပါတယ်ဟိုသီရိလင်္ကာကစက်အုပ်စုကိုဖိတ်တာတော့မှဝိုင်းအော်လိုက်တော့မဟုတ်ဘူးကျွန်တော်တို့ကစက်အုပ်စုကိုအစိုးရပြအတိမပြုတာမဟုတ်ပါဘူးလို့အတန်လျှော့သွားဒီကောင်တွေကိုအတိမမပြုခင်ခင်ဗျားတို့ကိုအတိမပြုထားစဉ်ကာလမှာခင်ဗျားတို့လုတ်ပြရမှာအချိန်နောက်ကြလို့မရဘူးနောက်တစ်ခုတရုတ်ကိစ္စကျွန်တော်ပြောမယ်အခုတတိယလာလို့ပေါ့နော်တရုတ်ဆိုတာကအကျိုးစီးပွားကိုဥထိပ်ထားသောနိုင်ငံကျွန်တော်တို့ငယ်ငယ်တော့မကြာခဏပြောပါတယ်တရုတ်ရဲ့ဖျားငွေပဲလို့ပြောပါတယ်အော်ကျွန်တော်ဗမာပြည်ထဲကကျွန်တော်တို့ညီကိုမောင်နှမတရုတ်တွေကိုပြောနေတာမဟုတ်ဘူးနော်တရုတ်နိုင်ငံကိုပြောနေတာဗမာပြည်ထဲကတရုတ်ကိုထိရင်ကျွန်တော်လည်းနားတယ်တရုတ်နိုင်ငံကိုပြောနေတာတရုတ်ရဲ့ဒီအကျိုးစီးပွားကိုဥထိပ်ထားသောနိုင်ငံသူဗမာပြည်ထဲမှာအကျိုးစီးပွားတွေအများကြီးမြုပ်နှံထားတယ်အဲ့ဒီအတွက်သူ့ရဲ့ policy ကအားသာတဲ့ဘက်ကိုကတ်မှာပဲအားသာတဲ့ဘက်ကိုကတ်မှာပဲအခုသူချန်တခွပေါ်ရောက်သွားပြီပထမဘက်မှာသူစစ်တပ်ဘက်မှာအပြတ်ရက်တယ်အခုချန်စီယိုပေါ်ရောက်သွားပြီကျွန်တော်အကြံပေးတယ်လို့ခင်ဗျားတို့နိုင်ငံတကာမှာကောင်ဆက်ဝင်ရုံးတွေဖွင့်လိုက်မယ်နိုင်ငံတကာမှာတာရုံးတွေဖွင့်လိုက်မယ်ဆိုရင်ခင်ဗျားတို့ချီကိုကတ်မှာတေးကြတယ်ဟိုကောင်စစ်တပ်ကိုပြက်ခက်လိုက်မှာဒါဘယ်လိုမှနောက်ဆုံးသူစစ်တပ်ကိုလက်နဲ့ရောင်းကြည့်တော့မှဟိုတရားမဝင်တဲ့သဘုံတွေကိုခိုးရောက်တဲ့အဆင့်ခိုးရောက်ရတဲ့အဆင့်ကိုရောက်သွားမယ်တရားဝင်မရောင်းရဲဘူးဒါပေမဲ့ CRPH က Federal အစိုးရတရားဝင်ဖြစ်သွားတဲ့တရားဝင်ဖြစ်နေတဲ့အတွက်ခင်ဗျားတို့မှတက်ရှိရခင်ဗျားတို့ဒီနိုင်ငံတကာလက်ထက်ကိုတရားဝင်ဝယ်လို့ရတယ်အကျွေးဝယ်လို့ရတယ်အလူခံလို့ရတယ်အဲ့လောက်ထိဖွင့်ပြလိုက်မယ်ဆိုတော့အများဆုံးလုပ်ပါကျေးဇူးပြုပြီးတော့တိုင်းသူပြည်သားတွေအများဆုံးကောက်ွယ်ဖို့လိုတယ်အများဆုံးလုပ်ပါခင်ဗျားတို့သူတို့ဂုတ်ကိုချိုးနိုင်တဲ့အဆင့်မရောက်ရင်တော့မှ confrontation ရင်ဆိုင်ထားနိုင်တဲ့အဆင့်ခင်ဗျားတို့အများဆုံးကြိုးစားပါလို့ပြောကြရင်လည်းညီကုန်းချုပ်ပါတယ်တိုင်းပြည်လုံးငြိမ်းချမ်းသာပါစေကြားဆုံးသွားတဲ့ရဲဘော်တွေအတွက်ကြားဆုံးသွားတဲ့ကလေးတွေအတွက်ကြားဆုံးသွားတဲ့လူကြီးလူငယ်အားလုံးအတွက်ကျွန်တော်အထူးဝင်းတဲ့ကြည်ခွဲပါကြောင်းပြောကြလိုပါတယ်နောက်ထပ်အဖိတ်စင်ကင်းအောင်တတ်နိုင်ဆုံးကျွန်တော်တတ်နိုင်တဲ့လောက်ကြိုးစားနေတယ်လို့အခြားသူများလည်းကြိုးစားနေပါတယ်ကြိုးစားနေကြပါစိတ်ဓာတ်မကြပါနဲ့စိတ်တည်တာအဓိကဖြစ်တယ်စိတ်ရဲ့ဆောင်ရတည်တာအောင်မြင်မှုဖြစ်တယ်ခင်ဗျားတို့ကျွန်တော်တို့ငယ်ငယ်တော့လည်းမကြာခဏကျွန်တော်တို့သင်ခဲ့ရတဲ့စိတ်တည်နာနည်းတွေလောကောစိတ်တည်တာလောကကိုဥဆောင်တယ်ခင်ဗျားတို့ရဲ့စိတ်ဓာတ်တွေအားလုံးအတွက်အောင်မြင်မှုရကိုရစေရမယ်လို့ကျွန်တော်ပြောကြားလိုပါတယ်အားလုံးငြိမ်းချမ်းသာပါစေဒီမိုကရေစီအမြန်ရပါစေစစ်ကြုံဖဏအောက်ကအများဆုံးလွတ်မြောက်ပါစေလို့ဆုတောင်းရင်းနဲ့ညီကုန်းချုပ်ပါတယ်အစ္စလာမ်အလိုင်ကွမ်ဝါရမတ်တူလာဝဘရကာတူ